အတင်းပြောတဲ့အကျင့်ဆိုတာဆိုမှန်းလူတိုင်းသိတယ်ဒါပေမဲ့အဲ့အကျင့်ကိုလုံးဝဖြောင်းနိုင်တဲ့လူဆိုတာအရန်တော့မများဘူးဗျဒီနေ့တော့ကျွန်တော်တို့အတင်းပြောတဲ့ဟာနဲ့အတင်းပြောတဲ့ဟာရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုလည်းဆွေးနွေးကြည့်အောင်ခင်ဗျားတို့အချိန်ပြရကြနတ်မယ်လို့ယုံကြည်ပါတယ်အဆုံးထိကြည့်ပေးကြပါခင်ဗျားတို့တွေအတင်းပြောဘူးလားပြောဦးမယ်ထင်ပါတယ်တော်တော်အများစုပေါ့အတင်းပြောတာတကယ်တော့တော်တော်ရတာရှိရဲ့အရာတစ်ခုဗျခင်ဗျားကတငယ်ချင်းအိမ်နဲ့တငယ်ချင်းဖြစ်ရှိရဲ့ဆိုပါတော့ခင်ဗျားကြောင်းသွားရင်းနဲ့ဖြစ်ဖြစ်လှုပ်သွားရင်းနဲ့ဖြစ်ဖြစ်အိမ်ထဲကနေအိမ်ပြင်လမ်းလျှောက်ထွက်ရင်းနဲ့ဖြစ်ဖြစ်တငယ်ချင်းအိမ်နဲ့တွေ့တယ်အဲ့မှာခင်ဗျားတငယ်ချင်းအိမ်နဲ့ conversation ကောင်းလေးလုပ်ချင်တယ်ဒါပေမဲ့ဘာပြောလို့ပြောမှလည်းမသိဘူးဒါပေမဲ့စကားကိုပေါ့ဘာလေးပြောရင်းနဲ့ခင်ဗျားတို့အများစုကဘာဆက်လုပ်လဲသိလားတငယ်ချင်းဖြေအကြောင်းအဆက်ပြောတာတော့ပါပဲဟာဟိုကောင်လေးဒီကောင်ဘာလုပ်နေရလဲမသိဘူးဒီကောင်ဘာလုပ်နေတာဒီမှာဒီချိန်ဒီကောင်ဒီနေ့ပဲသွားတာဘာလုပ်တာညာလုပ်တာစသဖြင့်ပေါ့အဲ့တော့အဲ့အချင်းကဒါအတင်းပြောဖို့မဟုတ်သေးဘူးတော့ရွေချက်ကမပါသေးဘူးဒါပေမဲ့အဲ့လိုမျိုးစပြောမိတာပေါ့ဒါတငယ်ချင်းနဲ့ပြောတဲ့ conversation ကောင်းလေးတစ်ခုရအောင်ဆိုပြီးတော့ခြားတငယ်ချင်းကိုတွန်းချလိုက်တဲ့ပုံစံမျိုးလေးဖုတ်တာပေါ့ဗျာအဲ့မှာခင်ဗျားထင်လိုက်တာအဲ့လိုမျိုးနော်ဒါပေမဲ့ခင်ဗျားတငယ်ချင်းရဲ့စိတ်ထဲမှာဘယ်လိုမျိုးထင်မလဲဥမာခင်ဗျားရဲ့တငယ်ချင်းကခင်ဗျားကိုအဲ့လိုမျိုးပုံစံတိုင်းပဲတရားရဲ့အတင်းကိုလာတရားရဲ့အကြောင်းကိုမကောင်းကြောင်းဖြစ်ကောင်းကြောင်းဖြစ်လာပြောရဲဆိုပါတော့ဟိုကောင်တိလားဟိုကောင်တော့ဖုန်းတက်ကြီးဝယ်သွားတာကားတက်ကြီးဝယ်သွားတာစသဖြင့်ပေါ့အဲ့လိုလာပြောရဲဆိုရင်ခင်ဗျားထဲထဲမှာဘယ်လိုခံစားရလဲဒီကောင်ငါ့ကိုရမ်းခင်တာပဲဒီကောင်ငါ့ကိုရှင်းရအကုန်လုံးကို share ပေးနေတာသူရဲ့စိတ်ထဲကကိစ္စတွေရောအဲ့လိုမျိုးငါတို့နှစ်ဦးကြားမှာရှိတဲ့ little secret ပေါ့အဲ့လိုမျိုးထင်တာလားဒါမှမဟုတ်ဟာဒီကောင်သူများအကြောင်းတွေကိုကြွယ်ရမှာအဲ့လိုမျိုးပြောရတာပဲဝေးချောင်းနေမှာဆိုပြီးတွေးပြတာလူများစုကတော့ဒုတိယတစ်ခုကိုပို့ပြီးတွေးမိမယ်ထင်တယ်ဘာလို့လဲဆိုတော့ခင်ဗျားအဲ့လိုမျိုးပြောလိုက်ခြင်းအဖြစ်ခင်ဗျားကို100%ယုံလို့မရဘူးဆိုတော့အခြားသူတွေကိုပေးသေးတယ်လို့ဖြစ်သွားတယ်လေဥမာခင်ဗျားမှာအရန်ကို sensitive ဖြစ်တဲ့ secret တစ်ခုရှိရဲဆိုပါတော့ခင်ဗျားအဲ့လိုမျိုး secret မျိုးကိုအဲ့လိုမျိုးတကယ်ချင်းကိုပြောမှလားမပြောတော့ဘူးထင်တယ်ကျွန်တော်တော့ဘာလို့လဲဆိုတော့ခင်ဗျားရဲ့ secret ကိုခြားလူတွေပေးမတော်သားဖြစ်တကယ်ရွေချက်နဲ့ဖြစ်ခြားလူသိအောင်မလို့လားဘူးလေအဲ့လိုပေါ့အဲ့အကြောင်းကိုခင်ဗျားအဲ့လိုမျိုးအတင်းပြောရတာဖြစ်ခြားလူတွေမကောင်းကြောင်းဖြစ်ကောင်းကြောင်းဖြစ်အဲ့လိုကိုယ်ရမှာပြောတဲ့အကျင့်အရန်ကိုစိုးတယ်ခင်ဗျားပေါ်မှာလူတွေမြင်လဲအတော်လေးပြောင်းသွားလိမ့်မယ်ဥမာခင်ဗျားအလုံးရှင်နဲ့တွေ့ရပဲဖြစ်မန်နေဂျာနဲ့ပထမဆုံးတွေ့ရပဲဖြစ်အလုပ်တက်မှာအလုပ်ဖော်ကိုင်များတင်နဲ့တွေ့ရပဲဖြစ် crash လေးနဲ့တွေ့ရပဲဖြစ်တကယ်ချင်းသိရတာပဲဖြစ်ခင်ဗျားဒီအဲ့လူတယောက်နဲ့စကားကောင်းမှုပြောကျင်တယ် bonding ဖြစ်ချင်တယ်ပေါ့ဗျာအဲ့မျိုးအကြောင်းမို့အဆင်ပြေ conversation နဲ့စတင်တယ်ဆိုပြီးတော့လူအများဆုံးလုပ်ကြတာသူတို့နဲ့တည်ရဲ့ဘုံလူဖြစ်တဲ့အခြားလူအကြောင်းကိုပြောရတာပဲပေါ့ဘာလဲဖြစ်တယ်အားလုံးနှစ်ယောက်ကြားမှာရင်းနှီးရဲ့ဘယ်လိုပြောလဲ special relationship လေးအားလုံးနှစ်ယောက်ကြားမှာရှိသွားတယ်ပေါ့ခင်ဗျားတို့ထင်လိုက်တာကဒီကအဆက်သလိုကြီးဗျကျွန်တော်ခဏနေရပြောသလိုပဲခင်ဗျားသူများအကြောင်းတွေပြောနေရအောင်အခြားလူကဘယ်လိုထင်မလဲဆိုတော့ကျွန်တော်ခဏနေရပြောသလိုပဲခင်ဗျားပုံမှာဒီကောင်သူများအကြောင်းတွေချက်ပြောနေရပဲလွယ်ဘူးကွာဒီကောင်ငါအကြောင်းတွေအများကြီးပြောလို့မဖြစ်ဘူးဆိုပြီးသူတို့ကတန်းတွေးသွားမှာခင်ဗျားလောက်ဆိုရင်နားလဲလိမ့်မယ်တော့ထင်ပါတယ်အတင်းပြောတာတကယ်ကိုမကောင်းတာကြည့်လိုက်ရင်သူများအကြောင်းပြောတာဘာမှဖြစ်ပါဘူးလို့ခင်ဗျားထင်ပေမဲ့တကယ်ကိုအတော်ဆိုးရဲ့အကျင့်နော်ဒီရှိမှအတော်ကိုခင်ဗျားရဲ့ social ဆက်ဆံရေးတွေကိုနောက်ရှက်ဖြစ်နိုင်တဲ့အကျင့်ပါခင်ဗျားလူတယောက်ကိုအခြားလူတယောက်ကို impress လုပ်ချင်တာတော့ဟုတ်တယ်ဒါပေမဲ့impress မဖြစ်ဘဲနဲ့ backfire ဖြစ်ပြီးတော့ခင်ဗျားရဲ့ပုံရိပ်ကထိသွားလိမ့်မယ်အဲ့လိုမျိုးအဲကြောင့်မို့ခင်ဗျားတို့နေတဲ့အခြားလူတယောက်နဲ့ connection မေးချင်တာဖြစ်အခြားလူရဲ့အကြောင်းကိုခုလုံးလုပ်ပြီးတော့မတုံးပါနဲ့အဲ့အချင်းကြီးကိုပြင်ပါတော်တော်အရန်ရေးကြည့်ရနော်လူများစုလည်းတော်တော်သုံးနေကြတော့မယ်လို့ထင်ပါတယ်ဥပမာတကယ်ရင်းနဲ့ဖြစ်ရေးသားခေါင်းပါလေးနဲ့ဖြစ်ပြောတာကမရှိလို့ဆိုပြီးတော့ငါတို့ကောင်းမှုပေါ့ပြောရအောင်အခြားသူအကြောင်းလေးပြောလိုက်မယ်အခြားသူကောင်းကြောင်းဖြစ်မကောင်းကြောင်းဖြစ်အဲ့လိုမျိုးဆိုတာပြောပြကြရဗျာကျွန်တော်ပတ်ဝန်းကျင်မှာလည်းတော်တော်များအဲ့လိုမျိုးပြောတာတွေကြုံမှုတယ်တော်တော်လေးဆိုးတယ်ပေါ့ဗျာကျွန်တော်တို့တော့တွေ့ကြုံနေရအားကြောင့်မို့ခင်ဗျားတို့လည်းဒါကျွန်တော်လည်းမဖြစ်အောင်ပေါ့ဗျာရှောင်ကြပါအတင်းပြောတာကိုနည်းနည်းဖြစ်များဖြစ်အကျဉ်းသားတေးလေးရစပြီးတော့ဖြည်းနဲ့အဲ့လိုမျိုးဖြစ်သွားတာတဲ့ညဆင်ကျင်ပေါ့မကောင်းဘူးလုံးဝမကောင်းဘူးလို့ပြောရတာမဟုတ်ဘူးနော်ဒါပေမဲ့ကောင်းမကောင်းဆိုတော့ခင်ဗျားပါလားခင်ဗျားတွေးပေါ့ဗျာခင်ဗျားမှလည်းစဉ်းစားတဲ့အောင်လို့ရှိတယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျားမှန်တဲ့အဖြစ်ကိုဆုံးဖြတ်နိုင်မလဲယုံကြည်ပါတယ်ခုလိုမျိုးဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်